ဟုတ်ကောဒီနေရာပဲငါးကားကလည်းတက်တာတယ်အလုတ်ဆိုင်နဲ့လည်းနီးတယ်ပစ္စည်းကိရိယာတွေကိုရှိသေးလားကွန်ကရစ်ဖြော်ဆက်3လုံးရှိတယ်ပြင်လိုက်ရင်သုံးလို့ရတယ်ငားပြီဦးလေးကျွန်တော်ကွန်ကရစ်ဖြော်ဆက်လုပ်ငန်းစတော့မလို့ပါကျွန်တော်ကို2000လောက်ချေးပေးပါအောင်မင်းအကူပြောတာတော့မင်းကစီးပွားရေးလုပ်ရင်တိတ်ဆိတ်မချရဘူးဆိုပဲဒါကကျွန်တော်အကူပြောတာပါမင်းအကူရှုံ့တတန်ပြောထားတာဆိုတော့သူ့စီမှာပဲတွားချေးလိုက်ပါအောင်ဒီ8000ကကျွန်တော်3နှစ်လုံးစုထားတာမင်းအတွက်နင်းနေမှမချန်ထားဘူးလားဘာလို့ချန်ရမှာလဲငါတို့နှစ်ယောက်သာအောင်မြင်သွားရင်အားလုံးရှိလာမှာပါကြီးစုပါအကူဟုတ်ကောအကူစိတ်ယုံဖွင့်တယ်လို့ကြားလို့ကျွန်တော်လာကူတာမင်းကွန်ကရစ်ဖြော်ဆက်မောင်းတက်လားမမောင်းတက်ဘူးဒါပေမဲ့တင်ယူမယ်လေကောင်းပြီနေခဲ့တတိစိတ်ချပါကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေကအစ်စ်အမှန်နေကြီးပဲပစ္စည်းတွေမဆိုးဘူးပဲအရင်လူတွေထက်တောင်ကောင်းသေးတယ်ကောင်းပြီနောက်ဆိုင်ကြရင်လေမင်းတို့ကိုပဲသုံးမယ်ပထမဆုံးပစ္စည်းအတုပ်ကိုရောင်းလိုက်ရပြီနောင်ဆိုဒီထက်မကပိုကောင်းလာတော့မှာဟုတ်ကောအာကျူကောကျွန်တော်လူမှန်ကိုရွေးမိတာပဲအာကျူနောင်ဆိုရင်ငါတို့ကညီကိုအရင်တီးပဲဟုတ်ကောဒီအတိုင်းဆိုရင်3လအတွင်းအရင်ကြည့်မယ်မင်းတွက်တာတိချလားကျွန်တော်စရင်တွက်တာကိုတော့စိချပါကောင်းပြီဒါဆိုငါကတော့အလုပ်ဖြစ်အောင်ပဲလုပ်တော့မယ်အကူဘလို့ဖြစ်ပြီးရောက်လာတာလဲအာကျူမင်းစိတ်ယုံဖွင့်တယ်လို့ကြားလို့အကူကအားပေးဖို့လာတာပါဒါကဘာတူလဲငါကသူ့အကူအရင်ရှုံ့တတံပဲနောက်ထပ်အပိုင်းကိုစောင့်ကြည့်ပေးပါအောင်